ပေါ့နော်ခွန်3ညဆိုတော့ break က4 break ကဲအဲဆိုလို့ရှိရင်ဒီတစ်ပတ်အတွက်ကြည့်လိုက်အောင်ဗျကဲအားလုံးမင်္ဂလာပါဗောနော်ဒီနေ့ကတော့ကျွန်တော် break တွက်နေမတင်ပေးရတော်တော်ကြာနေပြီဆိုတော့ဒီနေ့တော့ကျွန်တော် break တွက်နေလေးတင်ပေးလိုက်မှာဗောနော်ကဲစိတ်ဝင်စားရင်တော့ညီကိုတို့ဗောနော်ဗီဒီယိုဆုံးလေးလိုက်ကြည့်ပါလို့ဒီလိုစိတ်ဝင်စားအောင်မကြိုက်ဘူးဆိုလဲသဘောပါပဲလို့ပြောချင်ပါတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်ဒီထွက်ရတဲ့ကနန်းရဲ့နောက်ပိတ်ကိုနှစ်ခါပေါင်းမယ်ဗျာဒီမှာဆိုလို့ရှိရင်9နဲ့9နဲ့ပေါင်းပါနော်ဒီမှာဆိုလို့ရှိရင်8 9 3ညတစ်ဆိုမယူပဲကျွန်တော်တို့နောက်ဆုံးမှာနှစ်ဆယူလိုက်ပေါ့နော်နှစ်ဆိုယူလိုက်8 9 3ညနှစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ထွက်တာ9 1 4ပေါ့နော်9 1 4ဆိုတော့9 1ပေါင်း6 6နဲ့4ပေါင်းဆိုတော့10ပေါ့နော်10ဆိုတော့ဒီမှာ3ညပြည့်ပေါ့နော်ကဲပြီးွားရင်ဒီမှာဆိုလဲထုံနီး၎င်းပဲပေါ့နော်ဒါ9 1 4ဆိုတော့6တက်နဲ့ထွက်တဲ့အပတ်ဟာပေါ့နော်ဒီမှာ4ကိုနှစ်ခါပေါင်းမယ်4ရပေါင်း4ပေါ့နော်ဆိုတော့4နဲ့4နဲ့ပေါင်းတော့8ပေါ့နော်8ဆိုတော့သူလည်းဒီအပေါ်အတိုင်းပဲဖြစ်ရမှာပေါ့နော်8 9 3ညနှစ်ပဲဖြစ်ရမှာ8 9 3ညနှစ်ပဲဖြစ်ရမှာပေါ့နော်8 9 3ညနှစ်ဆိုတော့အဲ့ဒီပတ်ထွက်သွားတာက6တက်နှစ်ပေါ့နော်6တက်နှစ်6တက်နှစ်ဆိုတော့က6တက်နှစ်ဆိုတော့ကဒီမှာဆိုတော့9 break ဖြစ်ရမှာပေါ့နော်6တက်နှစ်ဆိုတော့9 break ဖြစ်ရမှာကဲဒီမှာ9 break ပေါ့နော်ဒီမှာ6တက်နှစ်ထွက်တာပေါ့ဒီမှာ9 break ပေါ့နော်6တက်နှစ်ထွက်တဲ့အပတ်မှာကဲဒီမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲပေါ့နော်နှစ်ကိုနှစ်ခါပေါင်းမှာ6တက်နှစ်မှာဆိုတော့နှစ်အပေါင်းနှစ်ပေါ့နော်နှစ်ပေါင်းနှစ်ဆိုတော့4ပေါ့နော်4ဆိုတော့4 5 6ခွန်ဆိုမြူပဲ8ဆိုယူလိုက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်4 5 6 8ပေါ့နော်အဲ့လိုမျိုးယူလိုက်4 5 6 8ဆိုတော့ထွက်တာက3ညခွန်ပေါ့နော်3ညခွန်3ညခွန်ဆိုတော့ break ကဘာဖြစ်မလဲဆို9 9ပေါင်း14ပေါ့နော်14ဆိုတော့ break က4 break ဖြစ်ရမှာနော်ကဲဒီမှာ4 break ပေါ့နော်ဒါကတော့3ညခွန်ထွက်တဲ့ပတ်ဟာပေါ့နော်ဒီကိုတို့လည်းကြိုင်းမှပဲသုံးပါလို့ပြောချင်ပါပါเนาะကျွန်တော်မှန်တယ်လို့လည်းမပြောသလိုအတင်းသုံးပါလို့လည်းကျွန်တော်မတိုက်သွင်းပါဘူးเนาะကိုတို့မှတော့ကြိုင်းမှပဲသုံးပါလို့ပြောချင်ပါတယ်ဗောနော်ကဲမှန်ရင်အားပေးပြီးမားရင်အားမပေးဘူးဆိုတဲ့စိတ်ဓာတ်ရှင်တော့မကြည့်တာပိုကောင်းပါတယ်လို့ပြောချင်ပါတယ်ဗောနော်ကဲဒါဆိုလို့ရှိရင်ဒီမှာ3ညခွန်ပေါ့နော်3ညခွန်ဆိုတော့ကျွန်တော်ခွန်နှစ်ခါပေါင်းပါခွန်ကိုနှစ်ခါပေါင်းဒီမှာဆိုလို့ရှိရင်ခွန်အပေါင်းခွန်ပေါ့နော်ခွန်နဲ့ပေါင်းတော့14ဆိုတော့ဒီမှာလည်း4ရတာဆိုတော့ဒီအပေါ်အတိုင်းပဲဖြစ်ရမှာပေါ့နော်4 5 6 8ပဲဖြစ်ရမှာ4 5 6 8ပေါ့နော်4 5 6 8ဆိုတော့အဲ့ဒီအပတ်ထွက်သွားတာက38ခွန်နော်38ခွန်38ခွန်38ခွန်ဆိုတော့3နဲ့8နဲ့ပေါင်းတော့17နဲ့9နဲ့ပေါင်း18ဆိုတော့8 break ပေါ့နော်ဒီမှာ8 break 38ခွန်ဒါကတော့ဒီ38ခွန်ထွက်တဲ့အပတ်ဟာပေါ့နော်8 break ရခွန်ကတော့ဇက်တိုက်ပဲလာနေရပဲเนาะကဲဒီမှာဆိုလို့ရှိရင်လည်းအဲ့ခွန်နှစ်ခါယူမှာပေါ့နော်ခွန်နှစ်ခါယူရဆိုတော့ဒီမှာသူကလည်းအပေါ်အတိုင်းပဲဖြစ်မှာပေါ့နော်ခွန်အပေါင်းခွန်ကဲဆိုတော့ခွန်နဲ့ပေါင်းတော့14ပေါ့နော်14ဆိုတော့ဒီမှာလည်း4 5 6 8ပဲဖြစ်ရမှာပေါ့နော်4 5 6
8ပေါ့နော်4568ဆိုတော့အဲ့ဒီအပတ်ထွက်သွားတာကခွန်3ညနော်ဒါအခုပြီးခဲ့တဲ့အပတ်ထွက်သွားတဲ့ကဏ္ဍပေါ့နော်ခွန်3ညခွန်3ညပေါ့နော်ဒါအခုပြီးတဲ့အပတ်ထွက်သွားတဲ့ဟာပေါ့နော်ခွန်3ညကဲခွန်3ညဆိုတော့ break က4 break ပေါ့နော်ခွန်3ညဆိုတော့ break က4 break ကဲအဲဆိုလို့ရှိရင်ဒီတစ်ပတ်အတွက်ကြည့်လိုက်အောင်ဗျာညီကိုတွေပေါ့နော်အပန်းမကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လိုက်ရင်နှိပ်ခတ်ပေးကြပါအောင်လို့ပြောချင်ပါတယ်ပေါ့နော်ကျွန်တော်အပင်ပါမလို့ပါဘူးလို့ like နဲ့ comment နဲ့ subscribe နဲ့ရိုင်းကျင်းတတ်ပါပြီလို့ပြောချင်ပါတယ်နော်ကဲဒါကတော့အခုပတ်အတွက်ဟာပေါ့နော်ဒီမှာ3ညအောင်နှစ်ခါပေါင်းပါပေါ့နော်3ညပေါင်း3ညဆိုတော့3ညနဲ့3ညနဲ့ပေါင်းတော့3ညပဲပေါ့နော်3ညဆိုတော့3ညတဲ့နဲ့3ဆိုမယူပဲ4ဆိုယူနော်3ည1နဲ့4ပေါ့နော်ကဲဒါကတော့အခုလာမယ်17ကြိမ်အတွက်ပေါ့နော်16ရက်6လ2026အတွက်ဗရိတ်ရတော့3ည1နဲ့4ပေါ့နော်ကဲဒီမှာကတော့ဒီ6လုံးပရိယာတော့ကျွန်တော်တွက်နေမပြတော့ဘူးပေါ့နော်အဲ့ဒါကတော့ပတ်တိုင်းမှန်နေတယ်ကျွန်တော်17ကြိမ်မှာတစ်ကြိမ်လားမသိဘူးပြတ်ထားတာပေါ့နော်ဒါကတော့ထိတ်ချတဲ့ပရိတ်ထဲမှာတော့ပါတာပေါ့နော်ဒါကတော့ကျွန်တော်တွက်နေမပြတော့ဘူးဗျာဒီမှာ6လုံးပရိတ်မှာတော့3 1 5 6 3ညနဲ့ပေါ့နော်6 3ညနဲ့ဒါကတော့6လုံးပရိတ်ပေါ့နော်ကျွန်တော်ဒီပရိတ်ကတော့ပြတ်တော့မပြတ်သေးဘူးပေါ့နော်ပြတ်တာကလည်းတစ်ချိန်လားမသိပြတ်တာဒီလောက်ပါကဲဒါဆိုလို့ရှိရင်တကယ်လို့ဒီဟာကိုသုံးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘုံတူကဘာဖြစ်မလဲဘုံတူပရိတ်ကဘုံတူပရိတ်ကကဲဒီမှာဆိုလို့ရှိရင်3ည1နဲ့4ဆိုတော့3ညရှိမယ်1ရှိမယ်2ရှိမယ်ပေါ့နော်3ည1နဲ့ပေါ့နော်ကဲအဲဒါဆိုလို့ရှိရင်ဘုံတူပရိတ်က3ည1နဲ့ပေါ့နော်ကဲဒါတော့ဘုံတူပရိတ်ပေါ့နော်3ည1နဲ့ကတော့ကဲအားလုံးပဲเนาะအဆင်ပြေသလိုသုံးနိုင်ပါတယ်လို့เนาะကျွန်တော်ကတော့ကျွန်တော်တွေ့တာမြင်တာလေးတွေအားလုံးများပေးတာပါလို့เนาะကြိုင်းမှာပဲသုံးပါလို့เนาะမမှန်လက်ခံနိုင်မှာပဲကျွန်တော်ဟာသုံးသိချင်ပါတယ်လို့เนาะအမားမှန်မှအားပေးမယ်မိုင်းအားမပေးဘူးဆိုတော့စိတ်သက်ရှင်တော့မသုံးကြပါနဲ့လို့ပြောချင်ပါတယ်เนาะဒီလောက်ပါပဲเนาะအားလုံးပဲကိုကြိုက်တာကိုရွေးသုံးပါလို့เนาะပရိတ်ကိုဒီထဲကအတိကသုံးသိချင်ပါတယ်လို့ပေါ့เนาะဒီ3.563ညနေထဲကတကယ်လို့ဒီဟာကိုဆက်မှန်ရင်တော့ပရိတ်ကတော့ဒီ3လုံးပဲရှိတာပဲเนาะကဲဒီလောက်ပါပဲเนาะဗီဒီယိုဆောင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်လို့เนาะကျွန်တော်ဒီနေ့ဒီအားပေးလာတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒါဆိုလည်းဒီလောက်ပါပဲเนาะနောက်ဗီဒီယိုမှာထပ်ပြီးတွေ့ကြပါမယ်လို့ကိုမှတင်စေချင်တဲ့ဗီဒီယိုတွေပါရှိလို့ရှိရင်လည်းကျွန်တော်မက်ခဲ့ပေးလို့ရပါလေလို့ကျွန်တော်ချိန်ရရင်တင်ပေးပါမယ်လို့အားလုံးကျေးဇူးတင်ပါတယ်